မေမေပြောပြဘူးလို့တီးခဲ့ရတော့ရင်တွေခုံအိပ်ရဝင်ပုံပြင်းလေးလို့တကယ်မမေ့ဘူးတို့ရွယ်ရောက်ဆုံးမသွန်သင်ခဲ့တဲ့ရှင်ခေဖေပြောဘူးတဲ့ရှင်ဟာတို့ကျေးဇူးရှင်တဲ့စိတ်မှာဝင်မကြသလိုဖြစ်ဒါမဟုတ်ရင်ကထမကစိတ်ကချစ်သေး